ကျမ်းပုံတရတော်ရွာသားလယ်သမားများ၏လက်သို့ရာကျော်စပါးများရောက်လာစအချိန်ကဖြစ်ပေသည်စပါးထွက်ရာကျော်သည်ဆိုသောကြောင့်အားရဝမ်းသာစိုက်ကြတော့လဲဥအောင်ကျင်မာမူအချိန်မမီသဖြင့်မစိုက်လိုက်ရပြီတို့ကြောင့်ရာကျော်စိုက်ထားသူများမင်းတို့ဝမ်းသာမနေကြနဲ့တို့ထက်စောပြီးရာကျော်စိုက်ခဲ့တဲ့မုံနာကလယ်သမားတွေပြောတာတော့ရာကျော်ထမင်းရတဲ့ကျန်းဆိုပါလားဥအောင်ကျော်၏ဝတီကိုတိသူများကခမားဗျာသူများတွေစိတ်ပြအောင်မပြောပါနဲ့ဗျာဟုဆိုကြ၏တဲ့သိစေခြင်းတို့အကောင်းပြောတာပါဗျာရာကျော်ထမင်းတို့ကျမ်းပုံများကတော့ရာကျော်ထမင်းကိုမျိုးချလိုက်တဲ့အခါဒူးရင်အလုံးတရာရှမ်းသားတိုင်းကစားပြီးဥထဲဝင်သွားတယ်နဲ့တူဆိုပါကလားအမောင်တို့ကွဲလိုက်ပလီကွယ်တရတော်ရွာအနီးတွင်ဇရက်တဆောင်ရှိ၏နွားလှဲများနှင့်ခရီးသွားများနားခိုရန်စောက်လုပ်ထားခြင်းဖြစ်ထိုဇရက်တွင်နေ့လည်နေခင်း၌ရွာသားများစုံတက်ကြရာတနေ့တွင်ရွာသားအချို့စုံမိကြစဉ်အရှေ့ပိုင်းအနောက်ပိုင်းတောင်ပိုင်းမြောက်ပိုင်းသွေးကွဲသောစကားများကိုပြောဆိုညှင်းခုန်နေကြ၏ထိုအချိန်တွင်ဥအောင်ကြိုင်ရောက်လာကဤပုံမိတွင်၏မင်းတို့ရတယ်မင်းတို့ကိုရွာတစ်ကြီးသားမှတ်သလားရွာတစ်ကြီးသားကတော့အတွင်းရွာအပြင်ရွာဆိုပြီးရှိလို့ကွဲတယ်ထားပါတော့ငါတို့ရွာကလေးကလက်သေးခုံလောက်ရှိတာဟာအဲ့ဒါလောက်ကလေးကသွေးကွဲနေလိုက်ပုံများအုတ်ရှိသည်မိုင်းဘုံနင်းမိသလားမှတ်ရရှက်စရာကွာဂျွန်းဝိစာကြီးတရက်တော်ရွာသားတယောက်သည်တကူလုံးတွင်ဖွဲပြများပေကြံလျက်ဆက်ဝင်းမှထွက်လာကကားလမ်းကိုဖြတ်ကူးရန်ဇရက်စီသို့မျှော်ကြည့်လိုက်၏ဇရက်ရှိတွင်ခလေးကြီးရိုက်သည်ဖြင့်ခလေးငယ်မှာအော်ပြီးငိုနေ၏ခလေးကြီးသည်ရော့ဟဲ့တိတ်ဟဲ့ဟုအော်ရင်ငိုနေသောခလေး၏ပါဇက်ထဲသို့ဗရာကျော်တစ်ခုပြစ်သွင်းလိုက်၏ဤမြင်ကွင်းကိုမြင်လိုက်ရသောအလုတ်သမားကြီးမှာအောင်မလီဟဲကျဲလိုက်တဲ့ပါဇက်စင်နှကောင်ကျွန်းပြစ်ဝင်ရင်တော့အာမတိရှာမတိဝင်လို့ရအောင်ကျဲပါပေးဟု၍တအံ့တော်အော်မိလေသည်ကဲဘိုးတဲဘိုးဟေးတဲ့ရွာတစ်ကြီးရွာသူတယောက်ကိုတရက်ချင်ရွာသားတယောက်ရဲ့မိဘတွေကသွားတောင်းကြတာကာလသားကြီး1500တောင်းလိုက်လို့လန့်သွားကြဆိုပါလားဆိုသောသတင်းတရက်တော်ရွာသားလူငယ်များကြားတွင်ကြရက်ရိုက်နေ၏ဒီနေ့တွင်လူစုမိ၍ထိုအကြောင်းကိုပြောကြပြန်သောအခါဥရွှေကဤသို့မှတ်ချက်ချ၏ရွာတစ်ကြီးသူကိုမကြိုက်ကြနဲ့ဟေးကြိုက်မိရင်လည်းထီကိုဖိထိုးကြဟသိန်းထီ10စုပေါက်တဲ့လူမှသာရွာတစ်ကြီးသူကိုယူရမှာဟိခိုင်မခိုင်ကောင်းမှကောင်းတရတော်ရွာသားများသည်ကျက်စီးယိုယွင်းနေသောဇရက်ကိုပြုပြင်ရန်ကားလမ်းဘေးဇရက်ဟောင်းသို့စုယုံရောက်ရှိလာကြ၏လူငယ်အချို့ကစင့်မကောင်းပုံကပန်းမကောင်းပုံများကိုပြောဆိုပုံကြီးချဲ့နေရာဟေးအယိုးများသလေးချီးခါသလေးလုံးမနေကြနဲ့တစ်ဟောင်းကိုပဲပြန်သုံးမယ်တစ်တွေကအကောင်းကြီးရှိသေးတယ်မင်းတို့ငါတို့တသက်မဟုတ်ဘူးအရင်မတရားမြတ်စွာဘုရားပွင့်တဲ့အခါမှာတော့နက်လန်းဆောက်ဖို့73ရမှာဟုဦးထုံးမင်းကအော်ပြောလိုက်လေ၏ချင်းကြည်တရတော်ရွာအနီးတွင်မုံဆယ်မှရေလွှတ်ပေးသောဆယ်မြောင်းတစ်ခုရှိသည်ရွာမှအမျိုးသမီးများသည်ရှော်ဖွတ်စရာအဝတ်များပြားနေလျင်ထိုမြောင်းသို့တွားရောက်ကရှော်ဖွတ်လေးရှိကြ၏တနေ့တွင်အဝတ်လျှော်ရန်သွားသောမိန်းမတစ်ယောက်သည်အဝတ်လျှော်ပြီးပြန်လာသောမိန်းမတစ်စုနှင့်ရွာတကားတွင်စုံမိရာမေးဖြေကြပုံမှာမြောင်းရည်ကြည်ရတာဟေ့ကြည်ပါတော့ကြည်လိုက်သမှအုံးရည်ထဲကြောက်ချင်ခတ်ထားတာထက်တောင်ကြည်သေးခွေးပါဇက်တွင်ဝဲအနောက်တော်တွင်အိမ်အောင်ကျနေသောတရက်တော်ရွာသားတစ်ယောက်ရွာသို့ခရီးကြုံဝင်လာသဖြင့်ပေါင်းဟောင်းတင်းဟောင်းများလာရောက်နှုတ်ဆက်ကြသည်ထိုအထဲမှတစ်ယောက်အလုတ်ကန်ရောစင်ပြေရဲ့လားကွာအောင်မလီမိုးကခေါင်ပြိုးကားဖြက်နဲ့လူကိုခွေးအိုကြီးငုံထားတဲ့ထညက်ခဲလိုတဖြည်းဖြည်းလုံးပါလာလိုက်တာရဲပဲကြံတော့တယ်ဟဲ့အားရပါရဖြေလိုက်ရာဝိုင်းဝန်းရီမောကြလေသည်ချွဲဆိုဆက်စီကမ်းမဲ့သောအတန်ချက်ဆက်များသည်တရတော်ရွာဝန်းကျင်တွင်လည်းတောင်းကျမ်းနေပေရာလေတော်သို့သွားသောရွာတစ်ကြီးသားလယ်သမားတစ်ယောက်တရတော်ရွာတကားဝ၌တွေ့သောရွာသားတူကဤသို့စတင်အပြစ်တင်၏မင်းညာကွာမင်းတို့ရွာဖွင့်တဲ့ဆက်ကြောက်တရေးမှအိမ်မရဘူးကွနေမကောင်းတဲ့ခလေးလည်းမအိပ်ရတော့ယောဂါတွေပို့ဆိုးလာပြီကိုချင်းမစားပဲကိုယ်စန္ဒာတစ်ခုတည်းကိုကြည့်ပြီးညလုံးပေါက်ပါဝါကုံဖွင့်ပုံများတော့အောင်မလေးဆက်လဲမီးအောင်ထားတဲ့အတိုင်းပူချစ်နေတာပဲ
တက်ဆက်အပ်ပြီးတုံးကုန်ပုံများကတော့ငရုတ်ကြီးဝေးထိတ်ကအဖေခေါ်လောက်ရဲ့စက်တွေလည်းပူလာတော့တကွီကွီနဲ့ချွဲဆုပ်လာတော့တာပေါ့ဒါလည်းမနာဘူးဖွင့်တော့ပဲဘီးဆိုင်ပါပေသည်ဥလိုင်တယောက်အောက်ရက်အောက်ဒေသရှိဆွေမျိုးသားချင်းများထံသို့လက်အတန်ကြာသွားရောက်နေ၍နှုတ်ဆက်ချစဉ်တွင်တငယ်ချင်းတယောက်ကတေချာစွာကြည့်ပြီးမေး၏အသားဖြူလာတယ်ဝါလဲဝါလာတယ်မင်းမျိုးတွေကတိတ်ပြီးဂရုစိုက်ကြတယ်ထင်တယ်ထိုအမေးကိုရီကမောကဥလိုင်ဖြီးပုံမှာအောင်မလီဂရုစိုက်လိုက်ပုံများကတော့တေကာနီးလူမမဘေးမှာသူ့မျိုးတွေအုံနေသလားမှတ်ရပြိုးဟူ၏တဲ့ကားထားရွတ်ရလေတရတော်ရွာသားလယ်သမားတဦး၏သားရှင်ပြုအလှပွဲကိုရွာရှိလူကုန်ဝိုင်းဝန်းဆောင်ရွက်ပေးကြသည်အလှရှင်မှာမိတ်ဆွေပေါ်သောကြောင့်ပရိသတ်၏စီကားလှသည်အလှတွင်ထမင်းကျွေးကငွေအလှခံရာအလှပြည်သည့်နောက်ပိုင်းတွင်လူငယ်တဦးကအလှရှုခင်းကိုအောက်ပါအတိုင်းတန်းတရှာ၏အောင်မလီဗျာရွာသားကုန်းသားတွေကကူတော့၅ချက်စားတော့100ဘူးပါကလားဗျငရုတ်သီးတောက်လုံးကြိုတွေဘလောက်စားမစားမေးမနေနဲ့အညာတွေပုံနေလိုက်ပုံများဝေသားလီပြီးဘလူးဝင်စားအပြီးနောက်တနေ့မနက်မှာမြင်ရတဲ့အယိုးပုံလားမှတ်ရဂိုးကီပါငခုပိန်တရက်ချင်ရွာအားကစားကွင်းတွင်တရက်တော်ဘောလုံးအသင်းနှင့်တီးကုန်းဘောလုံးအသင်းတို့ကစားကြရာအနီးအနားရွာများမှဘောလုံးဝါသနာရှင်များလာရောက်အားပေးကြ၏ဘောလုံးစတင်ကစားလျင်ဦးထွန်းဝင်းသည်တီးကုန်းရွာသားကိုသမားကိုတတိပြုမိ၏ထိုသူမှာသပင်ရှိရှိပွားရောက်ရောက်နှင့်ခေါင်းကြီးကိုသေးဖြစ်နေသည့်အတွက်ပါဇက်မှလှုပ်ကနေထွက်သွားပုံမှာအောင်မလီဂိုးကီပါတဲ့ဗျာတဲ့အစာမစားရတဲ့ငခုပင်ကိုတန်ဖုံးထဲထည့်ထားသလားမှတ်ရဟူ၍ဖြစ်ပေ၏တဲ့ပွဲစား၍9မိနစ်ခန့်အကြာတွင်တီးကုန်းကိုဘက်သို့ဘောလုံးတစ်လုံးရောက်လာရာဘောလုံးသည်ဂိုးလုံးပေါ်ဖြစ်သွား၏ဦးထွန်းဝင်းမကျေနပ်နိုင်ပဲဂိုးသွင်းပါရဲ့ဆိုကမှအလှပြင်းနေတာကိုဟာဝင်မမလားငါကမင်းကိုအစကဘောလုံးသမားထင်နေခဲ့တာအခုမှမှန်နှမ်းအပြူတော်မှန်သိတော့တယ်ဟိဟုဟန်များလွန်းသောဘောသမားအားလှမ်းသရော်လေ၏တဲ့